အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကျွန်တော်ရဲ့မနက်ခင်းရိုးရှင်းတဲ့မနက်စာလေးရတော့ကော်ဖီကျန်းတစ်ခွက်ပါမယ်ကျုပ်ပြုတ်တစ်လုံးပါမယ်ရုံးမလီသီးနဲ့ပဲဒီပင်မောက်ကြော်မယ်ကျုပ်တစ်လုံးလေးရောကြော်တော့ကျွန်တော်ဒီမှာတေချာရှင်းပြနေတာမနက်ခင်းမွေးငါးတပွဲပြင်စားတွေပေါ့မွေးငါးတပွဲလက်ဖိတ်တစ်ခွက်ကို1500 2000ပေးပြီးတော့စားမယ်စားအိမ်မှာပဲတန်ရှင်းလက်ဆက်ပြီးတော့အာဟာရရှိတဲ့ဒီလိုပရိဖက်လေးတွေလှုပ်ရှားကြဖို့အကြံပြုချင်ပါတယ်ဒီကော်ဖီကျန်းတစ်ခွက်ကော်ဖီတစ်ဖိတ်စုံ2ဆွန်းဆိုတော့ကားတညင်းတွေ့နေပတ်စံ300လောက်ပဲကြမယ်ကျုပ်တစ်လုံး400 900ရုံးဒီစီတစ်စီ250 950 900ကျုပ်နောက်တစ်လုံးပါတယ်950ဆိုတော့1300လောက်ပဲထားပါဦးကျန်တဲ့ဟာနဲ့ဆိုလုံးလုံး1500ဝန်းကျင်လောက်ပဲကုန်တော့ဟာရလည်းရှိတယ်လက်ဆက်တဲ့ဒီလိုပရိဖက်လေးစားကြပါလို့ကြံပြုချင်ပါတယ်ဗျာ